နော်ကျွန်တော်အနေနဲ့ဒါစကနေဗီဒီယိုလေးတင်ပေးရပါဗျာနော်မိတ်ဆွေတို့အနေနဲ့နော်သတိထားတဲ့အနေထားလေးရှိပါတယ်နော်ရွှေရအခုအနေထားအရဆိုလို့ရှိရင်ရွှေရပေါ့နော်မနေ့အစောစီးစီးမှာသူကတက်လာခဲ့ပြီးတော့ကြာတော့မှအခုစိုက်ဝေးသွားနေတဲ့အနေထားကအခုညပိုင်း9နာရီအထိကိုပဲသွားနေတော့မှဖြစ်ပါတယ်ဆိုကြမှာသူ့ရဲ့ map ကိုကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း map ရဲ့ map ကလည်းအနေငယ်ထူးခြားမှုတွေရှိနေအောင်တွေ့ရတယ်ကျွန်တော်နဲ့ Tron line ကိုတစ်ချက်ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင် Tron line အရဆိုလို့ရှိရင်လည်းဒီကောင်ကဒါနော်ဒီတိုင်းဆိုလို့ရှိရင်တော့ဘာဆက်ဖြစ်လာမလဲဆိုလို့ရှိရင်တော့သူကအနေငယ်တော့အလောက်ခက်လေးရှိလာအောင်ပဲလုံးဝကိုပဲဟိုတက်သွားတာအကြီးတက်သွားတာမျိုးတွေအကြီးကျသွားတာမျိုးကြီးရောလက်တလောတော့ဖြစ်လာနိုင်ကြီးမရှိဘူးဆိုပေမဲ့မနက်ပိုင်းပိုင်းမှာဒါဈေးကွက်လှုပ်ရှားမှုလေးတော့ဖြစ်လာနိုင်တယ်လို့မြင်တယ်ပေါ့နော်ဆိုတော့သူသွားနေအနေဒါတခုရဆိုရှင်ဒါ bullet flat pattern ပုံစံမျိုးသွားနေလို့ပဲကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ပေါ့ဒါမျိုးပုံစံမျိုးပဲ bullet flat မဟုတ်ဘူးဆိုလို့ရှိရင်သူက symmetrical triangle ပုံစံမျိုးသူကဒါသွားကျင်နေရတာပေါ့နော်ဆိုတော့ဒီ gold market ကဒါဟိုတက်ဖို့လို့အတွက်တော့ကျွန်တော်အနေနဲ့တော့မြင်တယ်ပေါ့ဗျာเนาะဆိုတော့ကြတော့မှ spam money concept အရကျွန်တော်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ fair value ကတ်ထဲမှာဝင်နေတယ်ဈေးကွက်ကเนาะဒါကြောင့်မလို့သူကတက်လိုက်ကြလိုက်ကလေးအဲကြားထဲမှာဖြစ်လာပြီးတော့တဖြည်းဖြည်း market ကကျင်းလာခဲ့တဲ့အချိန်မှာเนาะဒီဈေးတန်းလောက်ကိုရောက်ပြီဆိုရင်4558ဈေးတန်းလောက်ကိုရောက်ပြီဆိုလို့ရှိရင်သူကဖောက်ပြီးတော့ထွက်မှာလားတက်မှာလားဆိုတော့တစ်ချက်ကြည့်ရမယ်ဒါပေမဲ့တခုရှိတာကဒီမှာအပေါ်မှာရှိတဲ့သူ့ရဲ့ဒီမှာ supply zone လေးတစ်ချက်ရှိတယ်အဲ့ဒီ supply zone လေးကိုတော့နည်းနည်းသတိထားရမယ်ဗျာเนาะအဲ့ဒီ supply zone ကိုမှဖောက်ထွက်သွားရင်တော့ဈေးကွက်ကတက်ဖို့လည်းရှိတယ်ပေါ့เนาะဆိုတော့ကြောင့်မှ okay ဒါကျွန်တော် signal video လေးလာတင်တာပါเนาะနောက်ပြီးတော့ကျွန်တော် time frame strategy ရဲ့အရာကြည့်မယ်ဆိုလို့ရှိရင်အခု29မိနစ်ဟိုမိနစ်30 time frame ကလည်းဒါပြောင်းသွားခဲ့ပြီเนาะပြောင်းသွားခဲ့ပြီးတော့ကျတော့မှ तू ကအောက်ကိုပြန်ပြီးတော့ကျွန်တော် retest ပြန်လာနေတာဖြစ်တယ်။ तू လာမဲ့ retest ကဘယ်ထိသွားမလဲဆိုတာတော့စိတ်ဝင်စားစရာတော့ကောင်းတယ်ဆိုပေမဲ့လည်း तू ပြန်ပြီးတော့ကျွန်တော်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဆုံးမပြောတဲ့ဈေးတန်းလောက်ထိပဲပြန်လာမယ်ပေါ့နော်။အဲ့လိုမှပြန်လာပဲနဲ့အခုအချိန်မှာ तू ကနေပြီးတော့ကျွန်တော် share လို့ယူပြီးတော့ကျွန်တော်ပြန်တက်မယ်ဆိုပြန်တက်ပြီးတော့ကျွန်တော်ဒီအပေါ်မှာရှိတဲ့ upper trend line ကိုဖောက်ပြီးတက်မယ်ဆိုလို့ရှိရင်တော့ तू ရောက်မဲ့ဈေးတန်းကတော့တော်တော်လေးကောင်းတယ်လို့မြင်တယ်။အားကောင်းနဲ့တက်ဖို့လို့အနေအထားလေးကိုတော့ तू ပြနေရဗျာနော်။နောက်တော့ကြောင့်ဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ့ရမှာ head and shoulder pattern ဖြစ်ပါရဲ့ဗျာနော်။ဒီမှာ head and shoulder မှာ shoulder နှစ်ခုရှိတယ် shoulder နှစ်ခုနဲ့ဒီမှာ head ရှိဗျာနော်head and shoulder pattern လည်းဖြစ်နေတာဖြစ်တဲ့အတွက်အခုလောဆယ်က reverse လာယူပြီးတော့ကျွန်မ symmetrical triangle ကိုပုံဆောင်ပြီးတော့ကြတော့မှသူ့အနေနဲ့ဒါမျိုးတက်သွားမယ်လို့နော်မြင်ပါဗျာနော်သူတက်ပြီဆိုရင်သူတက်မဲ့အတက်ကဘယ်ထိတက်မလဲဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့သူ့ရဲ့အပေါ်မှာရှိတဲ့ point of interest ရှိတယ်အဲ့ဒီ point of interest ဒီကိုသူကသွားပြီးတော့ထောက်မဲ့ရာခိုင်နှုန်းရှိတယ် point of interest area လေးရှိတယ်ပေါ့နော် point of interest area လေးရှိတယ်အဲ့ point of interest area လေးဒီကိုပြန်လာဝင်နိုင်တယ်လို့မြင်ပါတယ်ခင်ဗျโอเคပါကျွန်တော်ရဲ့ account လေးကိုလည်း subscribe လေးလုပ်သွားကြပါဦးနော်ခေါင်းလောင်းလေးလည်းတီးသွားကြပါဦးဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ခင်ဗျာစီးပါဗျ KBB မှာအကောင့်ဖွင့်ပြီးတော့ကျွန်တော်ထွက်ချင်တယ်ဆိုလို့ရှိရင်ထွင်လို့ရပါတယ်ကျွန်တော်အနေနဲ့ဒီ comment မှာ link လေးချပေးထားပါမယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ